ဟာယောညီလေးဘာလုံးနေရလဲဘာလို့လဲ6လုံးနေမောင်တို့မောင်ထုတ်နေတာမင်းယူနေလားအဲ့လိုမောင်တို့လို့ရမလားကွာအမောင်တို့ဖို့တော့အလင်းတော့တစ်ခုလိုရလေကွာအဲ့လိုအလင်းတော့ရဖို့တော့မီးသက်လိုရလေကွာအဲ့လိုဓာတ်6လို့ထွက်မလားကွာအမောင်တို့ကမင်းရလေဟုတ်ပြီကွာအဲ့ဒါတော့ဝင်မှာတော့မီးသက်တော့မယ်အရေးရမှာကွာတော့ရောက်ကြလို့မီးပြန်တယ်你三用少这么可能哦？好高。ဒါဝေမင်္ဂလာပါမင်္ဂလာပါရှိတယ်ဗျာဟိုလေးဟိုတားတို့လေးဟိုအိမ်မှာလေးဟိုတကောင်ဝက်နှလုံးပြီးတော့ဟို Trifficer တစ်လုံးနဲ့ Lighting မိချောင်းပန်ကားလေး3ချိန်လောက်ပါဟောအဲ့ဒါဆိုရင်ဒါ Open တိုက်ရှိတယ် Inverter တိုက်အတန်အရင်တိုးတဲ့နီးစက်ရှိတယ်ဘယ်လိုအတိုင်းပြုကျင်တော့ကိုနိုမနေတဲ့အတွက်လေးကွာ Inverter တိုက်ပြီးပဲ3ချိန်လောက်ဟော Inverter တိုက်တွေပဲကောင်းလို့ဗျအဲ့ဒါဆိုရင် Aircon တကောင်ကွဲ Split တိုက်နှလုံးရယ်ရေခဲတစ်တာ TV မိချောင်းပန်ကား3မယ်ဆိုတော့အနည်းဆုံးဝက်8500ဘောနော် rated output ထွက်တဲ့မီးစက်လေးကိုအသုံးပြုရမှာပေါ့နော်အဲ့ဒါမျိုးမှဆိုအဲ့ဒါမျိုးတွေကဆိုရင်အခုလက်ရှိရနိုင်တဲ့ brand လေးကတော့ခုလို brand ဖြစ်တယ်ဟုတ်ကဲ့သူက rated output မှာတော့ဒီမှာပေါ့နော်6500ဒီထွက်မှာဟုတ်ကဲ့ maximum မှာ9000ထွက်မှာအဲ့ဒါကြောင့်မို့ aircon split type တကောင်ခွဲနှလုံးရေခဲတစ်တာ DB မီးချောင်းပန်ကားတွေကိုတပြိုင်နဲ့အသုံးပြုလို့ရမှာသူက inverter type မီးစက်ဖြစ်တဲ့အတွက်ကြောင့်မို့ frequency ငြိမ်တယ်လို့ဆွဲအားကောင်းတယ်နောက်ပြီးတော့အဓိကစီစားတတ်တာအင်ဗာတာတိုက်ဆိုတာကတော့ဒါရယ်ဒီလိုမျိုးပေါ့သူကအဓိကဒိုင်နမိုမပါတော့ဟုတ်ကဲ့ဒိုင်နမိုမပါတော့ဘူးသူကဟို control ကက်ကနေပြီးတော့အလုပ်လုပ်ပေးတာပေါ့ဟုတ်ကဲ့ပါအင်ဂျင်မှာသူက DC ဒိုင်နမိုတစ်ခုပါတယ်သူထုတ်ပေးလိုက်တာ DC ဒိုင်နမိုဟုတ်ကဲ့ပါ DC current DC ဘိုးတွေကိုထုတ်ပေးလိုက်ဟုတ်ကဲ့အဲ့ဒါကို control ကက်ကနေပြီးတော့ invert AC ပြောင်းပေးလိုက်ဟုတ်ကဲ့ပါအဲ့ဒါကိုဟို inverter type လို့ခေါ်တယ်DC ကို DC ဥစ္စာကို current ကို invert AC ပြောင်းပေးတဲ့ကြောင့်မို့တော့ inverter type လို့ခေါ်တယ်အဲကြောင့် dynamo ပါတဲ့ကြောင့်မို့သူ weight အားဖြင့်အရန်ကိုပေါ့ပါတယ် weight နေတယ် weight အားဖြင့်လည်းသူကကို maximum 9000ထိထွက်တဲ့ကြောင့်မို့တိန်လုံးအတိုင်းတာကိုကောင်းကောင်းမွန်အသုံးပြုနိုင်တယ်ဟုတ်ကဲ့ပါဒီဆက်လေးတွေကိုအန်ကယ်တို့ရောင်းချပေးနေတဲ့ပုံစံလေးပေါ့နော်စားပေးပိုင်းနဲ့ပတ်သက်ပြီးနည်းနည်းပြောပြပေးမယ်ဒီဆက်လေးတွေကိုအန်ကယ်တို့ကလက်ခအခမဲ့6လစားပေးဝရဏီပေးပြီးရောင်းနေတယ်6လအတွင်းမှာဥမာကာဗရီတာဖြုတ်ဆေးနေတာပဲဖြစ်ဖြစ်ပလက်ဖြုတ်ဆေးနေတာပဲဖြစ်ဖြစ်ဘာလို့ဟင်းဟောရပါတယ်ကလေးဆိုတော့ဘယ်သိမလဲရတယ်ဆောက်ရမကွန်းဟောဟင်းဟုတ်ဆက်ပြအဲ့လိုမျိုးပေါ့နော် something တခုလိုအဲ့လိုစားပေးလုပ်ချင်ရင် free လာလုပ်လို့ရတာပေါ့နော်နောက်ပြီးတော့ဒီကောင်ကစီတိုင်ကြီးက26 liter ပေါ့နော်ဟုတ်26 liter ဆိုရင်စက်တယ်ဂါလန်အဖြစ်ပြောမယ်ဆိုရင် 6.9 ဂါလန်စက်တယ်9ဂါလန်နီးပါးပေါ့စက်တယ်သူက inverter တိုက်ဖြစ်တဲ့ကြောင့်မို့စီစားအထူးတက်တာတဲ့မီးစက်ဖြစ်တယ်ဟုတ်ကဲ့ပါခုနလို aircon တကောင်ခွဲ split type နှလုံးသုံးနေမယ်ရေခဲတစ်တာ TV မီးချောင်းပန်ကအပြည့်သုံးနေတဲ့အချိန်မှာစီစားနှုန်းကတကားလန်ကိုမောင်းချိန်3နာရီလောက်ထိရတယ်နောက်သူ့မှာထူးခြားတာကတော့ eco function ပါတယ်ဗောနော် eco mode ပါတယ် eco mode က on နားမယ်ဆိုရင်သူ့ရဲ့လုတ်တဝက်ကိုသုံးလို့ရတယ်အတန်ကဒီတဲ့ပိုတိုးသွားမယ်စီစားနှုန်းကပို့ပြီးတော့တတ်တာသွားမယ်သူ့ရဲ့နှိုးတဲ့ system ကတော့ post တက်ရမယ်ဟုတ်ကဲ့ကျိုးဆွဲရမယ်ဟုတ်ဒီမှာ remote နဲ့ရမှာဟုတ် remote ကလည်းပင်20ပတ်လည်ကနေပြီးတော့နှိုးလို့ရတယ်ဟုတ်ဟိုဥပမာဆိုရင်ကိုကဟိုအထက်မြင့်တိုက်တွေဆိုရင်ဟိုအောက်မှာထားမယ်အပေါ်တက်ကနေလှမ်းနှိုးလို့ရဟုတ်နောက်သူ့ရဲ့လက်ရှိပလက်အထွက် outlet socket တွေကတော့32 ampere တစ်ခေါင်းပါမယ်16 ampere နှစ်ခေါင်းပါမယ်နောက်ဒီမှာတော့ display ပါမယ် digital display ပေါ့နော်သူကဘာတွေပြပေးမလဲဆိုတော့ voltage ပြပေးမယ် frequency ပြပေးမယ် running hour ပြပေးမယ်ဟုတ်နောက်ပြီးတော့ကိုလုတ်ဘလောက်သုံးလာလဲကီလိုဝက်ဘလောက်သုံးလာပြီလဲဆိုတာတန်းပြပေးပါနောက် ampere လည်းပြပေးမယ်နော်အားလုံးကသုံးလာတဲ့ socket တိုင်းမှာလည်း safety protector တွေတစ်ခုချင်းစီခံပြလာပေးတဲ့အတွက်ကြောင့်မို့ဟို short ဖြစ်မှာတို့အန်ရဖြစ်မှာတို့လျှက်စစ်မီးကြောင်းဟို short ဖြစ်ပြီးတော့တစ်ခုဖြစ်မှာလေဆိုဒီကောင်လုံးဝကာကွယ်ပေးတာတယ်ဟုတ်နော်အဲ့ဒါကြောင့်မို့ယုံကြည်စိတ်ချစွာနဲ့အသုံးပြုလို့ရတယ်ဒီ brand လေးကိုပေါ့နော်ဟုတ်ကဲ့ပါဒီလိုအခုလိုကျွန်တော်တို့စိတ်ရှိရှိနေပါတော့ကောင်းကောင်းမွန်ရှင်းပြတဲ့ဦးကျေးဇူးများတင်ပါတယ်ဦးဟိုဒီဆက်လေးပဲကျွန်တော်တို့ရွာလိုက်မယ်နော်ဟုတ်ပြီတကယ်တကောင်ဝက်နှလုံးတော့နိုင်ပါတယ်နော်ဟုတ်နိုင်အဲ့ဒါတော့အာမခံကျ Trifficer တကယ်တွဲသုံးလို့ရလားမသိရတယ်ဟုတ်ကဲ့ပါဒီကနေအခုပြောလိုက်တဲ့အတိုင်းမနိုင်ဘူးဆိုရင်ငွေအားလုံးပြန်အမ်းပေးမယ်ဆက်လေးတာ
ပြန်ယူလာခဲ့ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဝေအားလုံးပြန်အပ်ပေး ဟုတ်ကဲ့ပါအဲ့တော့ဒါလေးပဲယူရတယ်မနော် ရတယ်ဦးစမ်းပြပြီ လင်းနဲ့တကယ်ရတယ်နော်ကိုကြီး ရတယ်ရတယ်ငါပတ်စပိတ်တော့မဆောက်ချက်မပေါ်တော့ငါဟုတ်ဟုတ် ကောင်းပြီဒါလေးပဲကျွန်တော်စမ်းပေးလိုက်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါနော်ဟုတ်